စေတနာကောင်းတဲ့ရဲမေလေးကြော်ကြီးဟာတခွားသီးနဲ့လုံးဝမတည့်ပါဘူးနည်းနည်းစားရနဲ့အဖူးတွေထွက်လို့စမ်းဝစ်ထဲကတခွားသီးတွေကိုဖယ်ထုတ်လိုက်တယ်ဒါပေမဲ့သူစားခါနီးကြမှာဖုံးလာလို့အပြင်ခဏထွက်သွားခဲ့တယ်အဲ့ဒီချိန်မှာရဲမေလေးကအခန်းထဲဝင်လာရင်ဖိုင်တွေနဲ့အဲ့ဒီစမ်းဝစ်ကိုကျမ်းမြင့်ပေါ်တိုက်ချမိသွားတယ်ကြော်ကြီးမသိခင်မှာအစ်စ်တော်ဝယ်ပေးဖို့လုပ်ပေမဲ့အချိန်မရှိခဲ့ဘူးအဲ့ဒါနဲ့တခြားတယောက်ရဲ့စပွဲပေါ်မှာတင်ထားတဲ့စမ်းဝစ်ကိုအမြန်သွားယူခဲ့တယ်ပြီးတော့တခွားသီးပါတဲ့အဲ့ဒီစမ်းဝစ်အစ်စ်ကိုကြော်ကြီးရဲ့စပွဲပေါ်မှာပြန်တင်ထားလိုက်တယ်ကြော်ကြီးလည်းပြန်ရောက်လာပြီးဘာမှမသိပဲတကိုက်စားလိုက်တယ်အဲ့ဒီချိန်မှာတခုခုမားနေပြီဆိုတာကိုသူသိလိုက်တယ်စစ်ထဲကအမြန်ထွေးထုတ်လိုက်ပေမဲ့မမီတော့ပါဘူးချက်ချင်းအလားကြီးဖြစ်ပြီးမျက်နှာပေါ်မှာအနီဖူးတွေထွက်လာခဲ့တယ်ကြော်ကြီးလည်းအဲ့ဒီအဖူးတွေကိုဖုံးချင်လို့ရဲမေနောက်တစ်ယောက်စီကမိတ်ကပ်ဖောင်ဒေးရှင်းသွားတောင်းတယ်ဒါပေမဲ့မိတ်ကပ်လိမ့်တာထက်စေးတောက်ရင်ပိုစင်ပြေမယ်ပြောလို့သူလည်းစီထွေးနှလုံးတစ်ခါတည်းတောက်ဖို့ထွက်သွားတယ်ဒါကိုရဲမေလေးကမြင်သွားပြီးသူ့ကြောင့်ဖြစ်တယ်ဆိုတာသိသွားတယ်သူလည်းသူ့ဖိုးရဲ့အစွမ်းထက်ဆေးတစ်မျိုးကိုဖော်ဆက်ပေးဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီဆေးထဲမှာတော့ရှားဆောင်လက်ပတ်လဲပါတယ်တခွားသီးလဲပါတယ်ဘာမှမသိတာတွေလဲပါတယ်ကြော်ကြီးကစီထွင်းတောက်ပြီးအိပ်ပျော်နေခဲ့တယ်ရဲမေလေးလည်းဆေးဖော်ပြီးတော့ကြော်ကြီးစီကိုယူသွားတယ်ကြော်ကြီးကအိပ်ပျော်နေတော့ကိုယ်တိုင်လိမ့်ပေးဖို့ဆုံးဖြတ်လိုက်တယ်မျက်နှာတစ်ခုလုံးလိမ့်ပေးပြီးတော့တခွားသီးတွေကိုစေတနာပို့ပြီးကပ်ပေးလိုက်ပါတယ်ကြော်ကြီးလည်းလန့်ပြီးနိုးလာပြီးသူ့မျက်နှာကိုသူပြန်ကင်ကြည့်လိုက်တဲ့အခါမှာတော့လန့်ဖြန့်သွားခဲ့ပါတယ်တခွားသီးနဲ့မတည့်ပါဘူးဆိုမှရဲမေလေးကတခွားသီးနဲ့လှုပ်ထားတဲ့ဆေးတွေလိမ့်ပေးထားတယ်သူ့မျက်နှာလည်းရစရာမရှိတော့ပါဘူးအရေးပေါ်ကားခေါ်ပြီးဆေးရုံတင်လိုက်ရပါတယ်ရဲမေလေးရဲ့စေတနာကတကယ်ကြိုးပေးပါတယ်စိုးကျိုးတွေပါ